ဆေးရုံလာကြည့်ဆေးရုံကမရောက်တာကြတော့လေအရန်ကိုတော့ဆောင်နေရများတာပေါ့နော်ပြောပြချင်တာပါလဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံမှာဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်ကြောင့်လူပဲကြည့်တယ်ဆေးရုံနေပါလေဆိုလို့ရှင်လဲလွယ်ကူအောင်ပေါ့နော်ဘယ်အဆောင်ဆိုပြီးတော့ပြန်ထားတယ်ပြောချင်တာပါလဲဆိုတော့ fashion မှုလည်းရှိတယ်တော့အကျဉ်းနဲ့ဒီလိုမျိုးအဆောင်လေးတွေဆိုလို့ရှိရင်တို့ဒီလိုပေါ့လှုပ်ထားပေးတာပေါ့နော်ဘယ်လိုအဆောင်ဆိုခဏကျွန်မပညာအောင်တက်ပုံရလို့မရပါဘူးပြီးတော့ကျွန်မကတက်လီကလည်းဝင်ရပါမယ်တက်လီကလည်းဝင်ပြီးလို့ရှိရင်အဆောင်ပေါ့နော်ဒီမှာသူကပြထားတာပေါ့နော်ဒီလိုမျိုးဘယ်အဆောင်သွားမှာဆိုတော့ပြမယ်ပြီးကလောက်ကလေးနေမယ်ပြောချင်တာပါလဲဆိုတော့ဒီမိုကရေစီနိုင်ငံမှာနေရတဲ့ကြောင့်ဆက်ဆက်ရအားလုံးအဆင်ပြေတယ်။သွားလာတာစေရုံအစားပေါ့နော်အကောင်းဆုံးကြည့်ပေးတာပေါ့နော်လူမာတွေပေါ့နော်ပတ်စံဆိုလို့ရှိရင်တရားငွေနဲ့ဆိုအသင့်တယ်ပဲလူသားမရွေးစင်ရချမ်းသာမရွေးအားလုံးကိုသူကဒီကြောငွေနဲ့ဆို250ဆိုလို့ရှိရင်ဘတ်နဲ့ရှင်းပြပေးမယ်။အဲ့ဒါဆိုရင်900ပဲပေးရတယ်။ပြောချင်တာပါလဲဆိုတော့လူအခုကျမမောင်လေးတွေရန်ကုန်မှာစေရုံတက်နေရတယ်။ပတ်စံရမ်းလိုက်ရတယ်။နော်မြန်မာပြည်မှာစေရုံလေးတစ်ခါတောက်ဖို့အတွက်တစ်ခါရဲ့ပတ်စံဆိုတာအရန်ပေးရတာပေါ့နော်အဲ့ဒါမှဘယ်အဆောင်မလို့ကြားတဲ့ခဏတော့ကြည့်အောက်ဒီမှာဒါကျမလာမယ်စေရုံအဆောင်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ဒါကျမလာမယ်အဆောင်ဒါကျမတို့ရဲ့စေရုံပေါ့နော်ခဏနဲ့စေရုံပြပေးလိုက်ပါအောင်မယ်ကျမတို့စေရုံမှာရှင်ဒီနေ့ကတော့မိုးတွေအရန်ရွာတယ်ရှင်ဒါစေရုံမှာရှင်ဒါစေရုံမှာလို့နော်ကျွန်တော်တို့ဒီမှာကြတော့စေရုံတွေကအစားတန့်ရှင်းမှုရှိတယ်လူမာတွေကိုသေချာဂရုစိုက်တာပေါ့နော်လူမျိုးမရွေးဘာသာမရွေးအသားအရောင်မရွေးစင်ရချမ်းသာမရွေးဒန်းတူစေရုံမှာလာပြခွင့်ရှိတယ်အောက်ဆိုင်ပတ်စံပေးစရာလည်းမလိုကျမ်းမာရေးကောင်းမွန်တွေ့ဖို့ဆရာမတွေနတ်စမတွေအဟောက်လည်းမခံရဘူးနောက်ဆုံးဝန်ထမ်းတွေရဲ့အဟောက်လည်းမခံရဘူးပြောချင်တာပါလဲဆိုလူဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက်လူကိုလူပဲတန်ဖိုးထားတယ်အဲ့ဒါအရေးကြီးဆုံးပဲလူကိုလူတန်ဖိုးထားရမှာလေနော်ဒါကြောင့်လို့ကျမဒီယနေ့ကျမနေတဲ့ဒီနိုင်ငံအတွက်ကျမသိရန်ကုန်တယ်ကျမဒီနိုင်ငံမှာနေတဲ့အတွက်ကြောင့်ကျမဒီမြန်မာလူမျိုးဖြစ်ပေမဲ့လေကျမတို့ကိုလူဆက်ဆံတဲ့နိုင်ငံမှာနေရတဲ့အတွက်ကျမဒီရန်ပြောတယ်အဲ့ဒါကအဓိကပဲပေါ့နော်။ဘာကြောင့်ဆိုမနေ့ကဆိုလို့ရှိရင်မောင်လေးစေုံတက်ကြတယ်။အောက်မလေးနောက်ဆုံးဗါလေလှဲထမ်းတာအစားလှဲတွန်းလာတာဒီမှာကျတော့လူမာတွေကျမ်းမာရေးမကောင်းဘူးမသွားနိုင်ဘူးဆိုလှဲတွန်းတာအစားသူနာပြုတ်ရတွန်းပေးရတာနော်ဝန်ထမ်းတွေကလုပ်ပေးရတာအဲ့ဒီဝန်ထမ်းတွေတွန်းပေးတော့ဝန်ထမ်းတွေတွန်းပေးတော့ကြောင့်အဲ့ဝန်ထမ်းတွေကိုလည်းပတ်စံပေးစရာမလိုဘူးဒါအကုန်လုံးကပါပြီးသွားပြီဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့ဝန်ထမ်းတွေလည်းတွန်းကလည်းပေးရတယ်ဘာမဆိုပေါ့နော်ဆက်အရာပေါ့ပတ်စံလိုက်ရတာပေါ့နော်ပြီးတော့အဲ့ဒါမှတဲ့ပုဂ္ဂလိကစေရုံဆိုလို့ရှိရင်တဲ့ဝင်လာနဲ့ပေါ့နော်350ရအရင်စားတယ်ဘယ်လောက်တယောဂအခြေအနေကဘယ်လိုရှိလဲဘာဘယ်လိုရှိလဲ350အရင်ပေးရတယ်ပြီးတော့မှယောဂကိုစစ်မဲ့တက်ခွဲမယ်300ထိဆိုတော့မြန်မာနိုင်ငံမှာဆင်းရဲတဲ့သူတွေတက်ကရောစေရုံကျမကြီးကုတ်တောက်ကိုမရှိတော့ဘူးလားဆင်းရဲတဲ့သူတွေကျမကြီးကုတ်ကိုမရှိတော့ဘူးလားဆင်းရဲတဲ့သူတွေမရှိဆင်းရဲသားတွေလက်လွတ်လွတ်စားတွေက300မပြောနဲ့1000တောင်မနှိမ့်ရှာစားနေရတာလေဒါကြောင့်မို့လေပြောချင်ပါတယ်ဘယ်နေရာကိုရောက်ရှိတဲ့နိုင်ငံမှာကိုကကျေးဇူးတရားကိုသိတတ်ကြမယ်ကျေးဇူးတရားကိုနားလည်ရမယ်ဒါပေမဲ့ချို့ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရောက်လာတဲ့ဒုက္ခတွေရှိတယ်အရင်ကကျေးဇူးတရားမသိတတ်ဘူးသိရမလားကျမတို့ကျတော့အလုပ်ကိုတစ်ချိန်လုံးလုပ်ရအခွန်နေပေးရတယ်ဒီအခွန်နေကြောင့်ကျမတို့တွေမှာသူတို့တွေအလုံးမလုပ်ချင်တဲ့သူတွေကိုကျမတို့တွေကပြန်လုပ်ကျွေးရတယ်လို့ပဲဒါပေမဲ့ဒီကျွန်တော်မြန်မာနိုင်ငံမှာကျတော့အရာအားလုံးပတ်စံနဲ့လမ်းခင်ရတာကြားမကြီးမကောင်းရင်လို့ရှိရင်လည်းပတ်စံနဲ့လမ်းခင်ရတယ်နော်ပတ်စံပဲလူကိုလိုတန်ဖို့မထားဘူးအဲ့ဒါရန်ဝမ်းနဲ့ဖို့လဲကောင်းတယ်စိတ်ပြတ်ဖို့လဲကောင်းတယ်ဒါကြောင့်မို့ကျွန်မအခုနော်ဒါကျွန်မဒီနေ့ဘယ်အဆောင်လဲဆိုတော့ကျွန်မရဲ့အမျိုးသမီးအင်္ဂါပေါ့နော်အင်္ဂါမှာဒါအဲ့လိုဒီမှာအဆောင်နဲ့အမျိုးရှိရလေစီဂျိုအဆောင်လားနှလုံးအဆောင်လားမျိုးသမီးခန္ဓာကိုယ်အဲ့လိုမျိုးအဆောင်လေးခွဲထားတာကျွန်မဒီနေ့မျိုးသမီးအဆောင်အတွက်ကျွန်မရောက်လာတယ်
ပြီးလို့ရှင်ပြမှာပေါ့နော်ပြီးတော့အဖေတို့ကြည်တာပေါ့အဖေကြည့်ပြီးလို့ရှင်လည်းတလားအတွင်းဖြစ်ခြင်းလည်းဖြစ်မယ်နှစ်ပတ်အတွင်းဖြစ်ခြင်းလည်းဖြစ်မယ်ပေါ့နော်ကိုယ့်ရဲ့ဒီရှိတဲ့အဖြစ်ပေါ်မှာမူတည်တာပေါ့နော်အဲ့မှာကျမဒီနိုင်ငံမှာနေရတော့ကျမကြောက်လာဆိုမကြောက်ဘူးရှင်ဘာလို့လဲဆိုတော့ဆေးဆိုလဲဒီမှာကဆရာဝန်တွေကကောင်းလို့ရှိတယ်ဆရာဝန်တွေဆိုတာလည်းဖြစ်စလက်ခက်လုံးဝမလုပ်ဘူးလူမာတွေပေါ်မှာတေချာကြည့်တယ်တေချာကြီးဆိုင်ပေးတယ်ပြီးလို့ရှင်လည်းဒီမှာသူနာပြုတွေကအစဂရုစိုက်တာပေါ့နော်ကြည့်လေဒါကျမတို့ရဲ့ဒါဆေးရုံကျမတို့ရဲ့ဆေးရုံမှာရှင်နော်ဆေးရုံဆိုတာကတန့်ရှင်းတက်ရနေရမယ်အဲ့ဒါမှယောဂါတွေမကူးပွားရဘူးဒါပေမဲ့ကျမမနေ့ကကျမမောင်လေးနဲ့ကျမဗီဒီယိုကောပြောတယ်လူမတွေရှုပ်ရှက်ဟိတ်တဲ့သူတွေနဲ့လို့ပေါ့နော်လူနာဆောင်ဆိုလို့ရှိရင်သူလိုက်တာပဲဝန်ထမ်းကလည်းလိုက်တာပဲသူနာပြုရလည်းလိုက်ကြတာပဲကျမကိုယ်တိုင်လည်းကျမကြီးဝန်ထမ်းတရားဘယ်တော့မှလူမာတွေကိုကျမတို့မရအောင်ဘာကြောင့်လူမာတွေကိုစိတ်ချမ်းသာထားပေးရတယ်ကိုယ့်ရဲ့အပြုံးတစ်ခုကလူမာတွေအားစိတ်ဖြစ်စေတယ်နော်ဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့လေယာတူတစ်ခုရောက်အောက်ခြေလွတ်နေကြတယ်နှလုံးသားနဲ့ကုတဲ့သူနာပြုနှလုံးသားနဲ့ကုတဲ့ဆရာဝန်ဆိုမရှိဘူးငွေအတပြားနဲ့ပဲကုနေကြတယ်အဲ့ဒါအရင်ဝမ်းနေဖို့ကောင်းတယ်ဒါကြောင့်မို့လူဖြစ်ပြီးတော့လူဖြစ်ရကြိုနှက်တဲ့နိုင်ငံမှာကျမနေတဲ့အတွက်ကြောင့်ကျမဒီယနေ့အထိမြန်မာနိုင်ငံသားဖြစ်ပေမဲ့လေကျမဒီဆွေနိုင်ငံကိုကျမအမြဲတမ်းကြီးစုတင်နေမိတယ်ဘာကြောင့်လဲကျမနေမကောင်းဘူးလားလူအခွင့်အရေးထူးဆက်ဆံခံရတယ်ကျမကိုယ်တိုင်လည်းကျမရဲ့ဝန်ထမ်းဖြစ်တဲ့အခါမှာဘာသာကွဲလူမျိုးကွဲအသားရောင်ကွဲမခွဲခြားမဆက်ဆံရဘူးနောက်ကျမရန်သူစေဝန်တပထောင်ကျမရန်သူကိုကျမတို့ကကောင်းမွန်စွာဆက်ဆံရတယ်ဘာကြောင့်လဲကျမရဲ့ဝန်ထမ်းဆိုတာကကျမတို့စာသင်ကလေးကကိုယ့်ရဲ့လူမာတွေကိုဘီမော်တန်တဲ့ဆိုတဲ့အဓိပ္ပာယ်ကကောင်းမွန်စွာဆက်ဆံခြင်းပြုမှုပြောဆိုခြင်းနော်ဒါဆွေးနွေးစကားနဲ့ပြောပြမယ်ဆိုလို့ရှိရင်အမျိုးသုံးလို့ရတာပေါ့နော်ကိုယ့်ရဲ့လူမာတွေကိုကောင်းမွန်စွာပြုစုဆက်ဆံခြင်းကိုခေါ်တာဒါပေမဲ့မြန်မာနိုင်ငံမှာကျတော့ခါကျအော်ခြင်းပတ်စံပေးနိုင်မှနေရာကောင်းရတာပတ်စံမပေးနေရာကောင်းလည်းမရဘူးအော်လည်းခံသေးတယ်ဒါကြောင့်မို့ပတ်စံလည်းရှိတဲ့နိုင်ငံပတ်စံမရှိတဲ့သူတွေကျတော့မျက်နှာငယ်ရတယ်နော်ပတ်စံမရှိတဲ့သူကျတော့မျက်နှာလေးငယ်ရတယ်စေုံသွားလို့ရှိရင်လက်ထဲမှာငွေဟောင်းလေးချစ်ပါအောင်စုပ်ပြီးတော့သွားရတယ်ပတ်စံရှိတဲ့သားသမီးနိုင်ငံခြားမှာနေတဲ့သားသမီးတွေကြတော့ပေါ့နော်အခုကျမမောင်လေးတို့ပေါ့သူနေမကောင်းမှုဆိုရင်သူသမီးကြီးကပတ်စံလှမ်းပို့တာရှိတယ်ဒါမျိုးလေးတွေပေါ့နော်ဒါဆိုလို့ရှိရင်တချို့နိုင်ငံခြားမှာသွားနိုင်မင်းနဲ့လက်စားတွေကြတော့ကုကမရှိတော့ဘူးလားအဲ့တစ်ချက်ပေါ့နော်ဒါကြောင့်မလို့နည်းကျမဒီနိုင်ငံမှာနေတဲ့အတွက်ကျမကျေးဇူးတင်တယ်မင်္ဂလာပါဆက်စေဒီနိုင်ငံမှာနေတဲ့အတွက်ကျမကျေးဇူးတင်တယ်လူကိုတန်မိုးထားတဲ့အတွက်ကျမကျေးဇူးတင်ပါတယ်လို့ခဏလေးပါ9 နိုင်စမဆိုကျမလည်းကဲဝင်တော့မယ်နော်ထဲထဲကိုနော်ဘိုင်နော်